trainer မငါမီးပလန်မစားဘဲနဲ့အလွယ်ဆုံးဝိတ်ကြမယ်နီလန်၅ခုလိုတိုရှင်းလေးရှင်းပြပေးမယ်နေမှာရှိတဲ့သူတွေtrainer ငါဖို့မီးပလန်တွေဝင်ဖို့ငွေကြေး afford လုပ်ရတဲ့သူတွေအတွက်ရိုးရှင်းသွားမျှဝေခြင်းဖြစ်တယ်ချက်လိုက်မှတ်ပေးပါလက်တွေအသုံးချပေးပါဒီနေ့ကစားလို့မိတ်ဆွေစားသမျှတရက်သာစားသမျှအောင်နှစ်ပတ်စာတီးတီးချရေးပါဒါလေးတော့မရေးနိုင်ဘူးဆိုရင်ဝိတ်ကြဖို့မစင်စားနဲ့ဒီအဆင့်မှလည်းကွမ်းသွားပြီနှစ်ပတ်တာတီးတီးကိုစားတာအသေးသေးချရေးတာအဲ့နှစ်ပတ်အတွင်းမှာစားတာကပုံမှန်ဖြစ်နေဝိတ်ကတက်လည်းမတက်ဘူးကြလည်းမကြောက်ဆိုရင်အဲ့ဒီစားတဲ့ပမာဏဒီမိတ်ဆွေရဲ့တနေ့တာလိုအပ်တဲ့ကီလိုရီပမာဏဖြစ်နေ right အဲ့ဒီကနေပြီးတော့ကျွန်တော်တို့စားနေတဲ့ပမာဏနေ15ရာခိုင်နှုန်းသို့မဟုတ်20ရာခိုင်နှုန်းစားနေတဲ့ပမာဏရဲ့9ပုံတစ်ပုံ short ချလိုက်ဒါဆိုခင်ဗျာဝိတ်ကြတတိယတစ်ချက်ဒီ protein လို့ခေါ်တဲ့အသားဓာတ်ကိုဒီစား short စားလိုက်တဲ့ပမာဏမှာအသားဓာတ်ကိုကျွန်တော်နိုင်သလောက်တိုးစားတခြားဟာတွေ short စားဒါဆိုပိုကောင်းလာပြီစလုတ်ထားတစ်ချက်ဒီတပတ်ကိုအနှိမ့်ဆုံး2ရက်လောက်အလေးမှလေ့ကျင့်ခန်းလုပ်ဖို့လိုအပ်တယ်ဝိတ်မှာပါကျင်သွားပါကျင်မရှိတဲ့နေရာမှာဆို body workout ဖြစ်စေရှိတဲ့အလေးတော့ဝန်တစ်ခုကိုသုံးပြီးလေ့ကျင့်ခန်းလုပ်ပါပြစ်စမတစ်ချက်ဒီအိတ်ရေဝအောင်အိတ်ပါဒီ5ချက်သာပုံမှန်လုပ်ပါစိတ်ရှိရမယ်စီကံရှိရမယ်ဝိတ်ကြကိုကြမယ်လို့အာမခံပါတယ်ဒါဆိုမေးစရာတစ်ခုရှိတယ်ဗီဒီယိုအစမှာပြောခဲ့လို့ trainer တွေမလိုတော့ဘူးလားဆိုရင် no trainer တွေလိုအပ်ပါတယ်ခင်ဗျာဒါရေပူရဝိတ်ချမဲ့သူတွေအတွက် specialized body goal တစ်ခုအတွက်ခန္ဓာကိုယ်အကျိုးစားတစ်ခုအတွက်ကျန်းမာရေးအတွက်သွားကျင်တယ်ဆိုရင် trainer ရဲ့အကူအညီမဖြစ်မနေလိုအပ်ပါတယ်တွေးစရာတစ်ခုရင် yes လို့မှတ်ပေးပါကျွန်တော်ကိုနိုင်ဦးပါကျေးဇူးတင်ပါ